ဒီဇင်ဘာ29ရက်နေ့တရင်ကတော့စစ်ကိုင်းတိုင်းထပ်ပိုင်းရှိကတာမြို့ကိုဒီဇင်ဘာလ28ရက်နေ့မှစတင်က UNG လက်အောက်ခံအဖွဲ့နဲ့မဟာမိတ်တပ်များကဒိုးဝင်လာရာ2ရက်ဆက်ထိတွေမူပြင်းထန်နေသည်ဟုဒေတာခန်များထံမှသိရပါတယ်။ရွေးကောက်ပွဲပထမပိုင်းစတင်ခြင်းပါမီဒီဇင်ဘာလ28ရက်နေ့နဲ့3နာရီခန့်မှစတင်ကကတာမြို့တော်ဘက်ထွက်ရှိခမိုင်ရ309အပါအဝင်မြို့ပြည်နေရာချို့ကို PDF တပ်များကစတင်ဒိုးဝင်လာခဲ့ခြင်းဖြစ်ပြီးရွေးကောက်ပွဲတွင်လည်းလူနှဲငယ်သာမဲပေးနိုင်ခဲ့သည်ဟုသိရပါတယ်။ယနေ့နံနက်အစောပိုင်းတွင်စတင်ပြီးမြို့ပြင်ဘက်နေရာချို့မှထိတွေ့မှုဖြစ်ပွားတဲ့များဆက်လက်ကြားနေရသလိုငှက်ပြောပူးကြီးပစ်တဲ့တံများလည်းကြားနေရသည်ဟုကတာမြို့ခံမျိုးသားကပြောပါတယ်။မြို့ပြင်ဘက်ထွက်မရတော့ဘူးအဲ့ဒီဘက်မှာရှိတဲ့ကျွန်တော်ဈေးဆိုင်ကကလေးတွေကိုကုံမြို့တဲ့ပြန်ဝင်ခိုင်းရတဲ့နှစ်ဖက်လုံးကပိတ်ထားတဲ့အပြင်ထွက်မရဘူးလို့အဆိုပါမျိုးသားကပြောပါတယ်။ထိတွေ့မှုဖြစ်နေတဲ့နေရာတွေကရက်ကွက်ရှစ်ရက်ကွက်9နှစ်မြို့နောက်ဘက်ရှိခမိုင်ရ309အနီးတို့မှာဖြစ်နေတာယမန်နေ့စတင်ဖြစ်ကြတဲ့ကတက်က3ချိန်ခန့်လေရင်နဲ့လာကူပေးတယ်လို့သိရပါတယ်။ရင်းပြင်ယမန်နေ့ထိတွေ့မှုတွင်ခမိုင်ရ309အနီးရှိကျန်းတော်ရွာမှာလူဦးရေ1000ခန့်သည်ကတာမြို့ပေါ်ရှိရက်ကွက်ချိုးနှင့်ဘုံကြီးကျောင်းများတွင်တွားရောက်ဖို့လုံနေရသည်ဟုအသက်30ခန့်ရွယ်ချားမြို့ခန့်မျိုးသားတဦးကလည်းပြောပါတယ်။အခုကျန်တော်ဘက်ကတော့တက်ကနေရာယူထားပြီးပြတဦးကျောင်းနောက်ဘက်ကျန်တော်ရွာနောက်ပိုင်းနဲ့ကျိုးတာဘက်ကိုတော့တက်ဘက်ကပိတ်ထားတယ်အဝင်မခံဘူးကျန်တော်သားတက်ဘက်သွားတဲ့ဘက်ကနေစပိတ်တာလေကွင်းဘက်တွေထဲမှာရွာသားတွေကျန်နေသေးတယ်လို့ကြားတယ်ထွက်မရဘူးလို့အဆိုပါမျိုးသားကပြောပါတယ်။ယနေ့နံနက်တွင်လည်းခမိုင်ရ309နှစ်ရက်ကွက်ရှစ်ဘက်တွင်ထိတွေ့မှုတွေဆက်လက်ဖြစ်ပွားနေပြီးမြို့မြောက်ဘက်ရှိအစုံလေးရက်ကွက်ဘက်မှာနေအိမ်ချို့ပျက်စီးနေပါတယ်။ယနေ့နံနက်တွင်လေရင်တစီကင်းထောက်ခဲ့ပြီးမွန်းလွဲတနာရီခန့်တွင်ထိတွေ့တံများခဏရပ်တန့်သွားတော့လဲမွန်းလွဲ3နာရီခန့်တွင်နှစ်ဖက်ထိတွေ့မှုများပြန်လည်ပြင်းထန်နေသည်ဟုအထက်ပါကတာမြို့ခံမျိုးသားကပြောပါတယ်။ပွဲပြန်စနေပြီးစေဒီကုန်းခုံကြီးကျောင်းလောင်သွားပြီးကျန်တော်ရွာဘက်လည်းမိခိုးလုံးတွေမြင်ရတဲ့အိမ်တွေလောင်တာဟုဆိုပါမျိုးသားကပြောပါတယ်။မြို့ခံအများစုမြို့ရင်းမှာပိတ်မိနေကြပြီးအချို့ကရက်ကွက်6ရှိတောင်ပေါ်ဘုံကြီးကျောင်းမှာစုနေကြသလိုမိမိနေအိမ်များတွင်နေထိုင်သူများလည်းရှိနေတယ်လို့သိရပါတယ်။ကတာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတို့ကကတာမြို့ထိတွေ့မှုဆက်လက်ပြင်းထန်နေကြောင်းတည်ပြုတော်လဲအသေးစိတ်ခြေအနေများကိုပြောဆိုခြင်းမရှိသေးပါဘူး။ဒီဇင်ဘာ30ရက်နေ့တရင်ကတော့မကွေးတိုင်းပခုတ်ကူမြို့စက်မှုဇုံ9လမ်းရှိစစ်စေးရေးဂိတ်မှပခုတ်ကူဂျန်နေရှင်ဆက်အဖွဲ့နဲ့တက်တိုးထီတွေမှုဖြစ်ခဲ့ပါတယ်။ဒီဇင်ဘာလ29ရက်နေ့ညနေ6:30မိနစ်ခန့်တွင်ပခုတ်ကူမြို့စက်မှုဇုံ9လမ်းရှိမြန်မာတပ်မတော်စစ်စေးရေးဂိတ်ကို PDF အဖွဲ့များကဝင်ရောက်လာရာထိတွေ့မှုဖြစ်ပွားချိန်30မိနစ်ခန့်ကြာမြင့်ခဲ့ပြီး PDF အဖွဲ့များပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ပခုတ်ကူမြို့စက်မှုဇုံ9လမ်းဂိတ်ကအင်အားဘယ်လောက်နဲ့တက်ဆွဲထားလဲဆိုတာတော့ကျွန်တော်တို့လည်းအတိအကျမသိဘူးပြီးတော့မဲကာလာဆိုတော့ထိခိုက်ကြဆုံးတာတော့အတိအကျတော့မသိသေးပါဘူးလို့ပခုတ်ကူဂျန်နေရှင်ဆက်အဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ဆိုပါထိတွေ့မှုကိုခိုးပူခရိုင်အမှတ်6တက်ရင်အညာအေယာဝတီ Revolution ဖို့နှင့်ကိုရန်ဤကဲတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အလားတူမန္တလေးတိုင်းတောင်တာမြို့ပေါ်ရှိတက်ထိုင်ချထားသည့်နေရာ3ခုကိုလည်းငှက်ပြောပူးကြီးများဖြင့်ပြီးခဲ့ကြောင်း DNDA မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကပြောပါတယ်။ဒီဇင်ဘာလ28ရက်နေ့တွင်တောင်တာမြို့ပေါ်ရှိတက်ထိုင်ချထားသောတောင်တာမြို့မှရဲစခန်းဘိုးဘွားရေးတာနှင့်မြို့နယ်တရားရုံးတို့ကို PDF အဖွဲ့များကငှက်ပြောပူးကြီးလေးလုံးဖြင့်တတိပေးပြီးခဲ့ကြောင်းသိရပါတယ်။ရဲတွေထွက်ပြေးနေကြတယ်ဆိုတာပဲသိရသေးတယ်။အင်အားတော့အယမ်းမများဘူးတရားတော်မရှိဘူးလို့သိရတယ်။ငှက်ပြောပူးလေးလုံးနဲ့ပြစ်ခဲ့တာပါရွေးကောက်ပွဲကိုရတဲ့နေရာကနေတားမြစ်သွားဖို့တော့ရှိတယ်။ရတဲ့လောက်တော့တတိပေးသွားမှာပါ။လို့ DNDA မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကပြောပါတယ်။ဆိုပါလှုပ်ဆောင်မှုကိုတောင်တာပြီးပဲတဖက်ဖို့ DNDA နဲ့အတူဝဲကလောင်တိုင်းနဲ့ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။